အင်္ဂလိပ်စာမှာသုံးတဲ့ idioms တွေကတော်တော်ခေါင်းစားတယ်နော်ဒီနေ့မှာတော့အဲ့ဒီလိုမှတ်ရခတ်တဲ့စကားစုတွေကိုအလွယ်လေးမှတ်မိသွားစေမယ်အစွမ်းထက် memory palace ဆိုတဲ့နီလန်ကောင်းတစ်ခုကိုပြောပြပေးသွားမှာပါကဲအကြောင်းအရာတွေကိုတိုင်းဝင်လဲကြအောင်ဒီလိုမျိုးတိတိကျကျပုံဖော်လို့မရတဲ့စကားစုတွေကဘာလို့များခုံထဲမှာမင်းမမိနိုင်ရတာလဲဒါလူတိုင်းနေပါကြုံရတဲ့ကိစ္စပါဒါပေမဲ့စိတ်မပူပါနဲ့ဒီပြဿနာကိုဖြေရှင်းဖို့တိတ်ပါနေကြနီလန်ကောင်းတစ်ခုရှိနေပါတယ်โอเคပြဿနာကတော့ဒါပဲဆိုတော့ဖြေရှင်းချက်ဘက်ကိုတွက်ကြည့်ကြတာပေါ့ဦးနောက်တွက်တကယ်ကိုအစွမ်းထက်က hack တစ်ခုလို့ပြောလို့ရတယ်ဒီနီလန်ကိုတုံးလိုက်ရင်စကားပုံတွေကိုမှတ်ရတာကပျော်စရာကြီးဖြစ်သွားမှာပါဒီနီလန်ရဲ့အဓိကအသက်သွေးကြောက၃ခုပဲရှိပါတယ်ထိုနီဘူဆိုင်ရဲ့နီစနီတီပေါ့တစ်ခုကစိတ်ထဲမှာပုံဖော်ကြည့်တာ visualization ပေါ့နောက်တစ်ခုကပုံကြီးချဲ့ပြီးစဉ်းစားတာ exaggeration နောက်ဆုံးတစ်ခုကတော့တစ်ခုနဲ့တစ်ခုဆက်ဆက်တွေ့တာ association ပါဒါတွေကဘာလို့အလုပ်ဖြစ်လဲဆိုတော့ကျွန်တော်တို့ဦးနောက်ကစာတန်းရှည်ကြီးတွေထက်ထူးထူးဆန်းဆန်းပုံတွေကိုပိုတပေါ်ကြတယ်လေအဲ့ဒီအချက်ကိုအတုံးချတာပါပဲကဲအခုကျွန်တော်တို့သုံးမိတ်အဓိကလက်နက်ဖြစ်တဲ့ memory palace အကြောင်းပြောကြရအောင်ဒါကဘာလဲဆိုတော့ကိုမှတ်ချင်တဲ့ချက်လက်တွေကိုကိုယ်စိတ်ကူးရဲကယဉ်နှီးတဲ့နေရာတစ်ခုဥပမာရုံးခန်းလိုနေရာမျိုးမှာစိတ်နဲ့နေရာချထားလိုက်တာပဲကိုယ်စိတ်ထဲမှာကိုယ်ပိုင်စာကြည့်တိုက်ကြီးတစ်ခုတိဆောက်လိုက်တယ်လို့ပါပဲရပြီဒါဆိုအခုလက်တွေစလိုက်ကြရအောင်ကျွန်တော်တို့အတူတူကိုယ်ပိုင် memory palace ခမမိုင် executive office တခုကိုဒီစောက်ကြည့်ကြမယ်စိတ်ကိုအစင်တင်ပြင်ထားနော်စိတ်ကူးထဲမှာလိုက်ပြီးပုံဖော်ကြည့်ဖို့အရေးကြီးပါတယ်ပထမဆုံး၃ခုစလိုက်မယ်ကိုရုံးခန်းထဲကိုစိတ်နဲ့ဝင်ကြည့်လိုက်ဟိုမှာတွေ့လားကကြီးတက်လက်က report တစ်ဆောင်ကို clap ဆိုပြီးထပ်ဖိုင်းထားနေတယ်အတန်ရောအယောင်ရောအခုမြင်အောင်ကြည့်အဲ့ဒီပုံရိပ်ကိုခေါင်းထဲဆွဲနေအောင်လုပ်ထားဒါက cut to the chase လိုရင်းကိုပြောဆိုတာပဲနောက်တစ်ခုကြည့်အလုတ်ဖော်တယောက်ရဲ့ခေါင်းပေါ်ကတန်တချောင်းကိုတူးကြီးနဲ့ dong ဆိုပြီးအရှိန်နဲ့ထူးချလိုက်တယ်ဒါကတော့ hit the nail on the head တဲ့တစ်ချက်တည်းကြောင်မန်းတယ်ဆိုတဲ့ဒီပဲအိုးနောက်ဆုံးတစ်ခုကတော့တတူဘောလုံးကြီးတစ်လုံးရုံခန့်တကားကနေတလိမ့်လိမ့်နဲ့ဝင်လာပြီကြက်မိနောက်တုံးသွားလဲဒါက get the ball rolling အလွတ်ဆလိုက်ပြီဆိုတာပဲဆက်တော့မယ်နော်မျက်နှာချက်ကိုမော်ချီလိုက်ဟာတန်ချိုအချီကြီးတစ်ခုကမေးစိတ်ကိုအပေါ်ကိုဆွဲတင်ထားပါလားနည်းနည်းတော့ထူးဆန်းတယ်ဒါပေမဲ့မှတ်မိလွယ်တယ်မလားဒါကခေပြီးတော့ချင်းလပ်တဲ့အကောင်းမြင်စိတ်ထားဖို့ပေါ့နောက်တစ်ခုကကိုယ်တိုင်တုံးပြန်ဒီစင်းပေါ်မှာထိုင်ပြီးအလင်းအလီနဲ့ပြန်တန်းနေတဲ့ပုံကိုစိတ်ကူးယဉ်ကြည့်လိုက်စမ်းပါမျက်နှာကိုလေတွေတိုးပြီးသွားတော့ရောခံစားကြည့်ဒါက up to speed ပေါ့အချက်လက်အပြည့်စုံတီးသွားပြီဆိုတာကိုပြောတာကဲရုံခန်းချမ်းမင်းပေါ်က baseball ခွင်းက base ပြားကိုလက်နဲ့တော်ပြီးဖွဲကနေထိလိုက်အဲ့ဒီအထူအတွေ့ကိုခံစားကြည့်ဒါက touch base တဲ့ခဏတာဆက်တွေ့ပြောဆိုတာမျိုးကိုဆိုလိုတာပါဒီပုံရိပ်တွေကပုံမှန်မဟုတ်လေမှတ်မိလွယ်လေပဲကဲတောက်ပြောင်နေတဲ့နီယုံကတ်ထူပုံကြီးတစ်ခုရဲ့အပြင်ဘက်မှာရပ်နေတာကိုမြင်အောင်ကြည့်လိုက်အဲ့အလင်းအောင်ကမျက်နှာပေါ်မှာလာရိုက်ခတ်နေတယ်ဒါက think outside the box စမ်းသစ်စွာတွေးခေါ်လာပေါ့အခုကြောက်တင်ပုံအကြီးကိုလက်မောတစ်ချောင်းလုံးနဲ့အာရပါရဖြစ်နေတဲ့ပုံကိုမြင်အောင်လိုက်ဒါက back to the drawing board အစနေပြင်စားတာကိုဆိုလိုတာညတန်းခေါင်ကြီးမီးအိမ်တွေကစီရလွန်ကြပြီးမီးတွေတောက်လုံနေပြီးအဲ့ပုံခွေကိုတော့ခန်းစားရတယ်လို့ပဲဒါက burning the midnight oil ညနေတဲ့အထိအလုပ်လုပ်တာပေါ့နောက်ထပ်3ခုဆက်လိုက်အောင်ရုံးခံပြတဲ့ဘောကနေရက်တော့လို့အားကုန်អော်လိုက်တာနဲ့နေမင်းကြီးချက်ချင်းဝင်သွားတဲ့မြင်ကွင်းဒါက call it a day လို့ခေါ်တယ်အလုတ်သိမ်းလိုက်ပြီပေါ့ကျမ်းမြင့်ပေါ်မှာတလက်လက်တောက်ပနေတဲ့အနီရောင်လိုင်းတစ်ခုဖြတ်ပြေးသွားတာကိုမြင်လိုက်လားအဲ့ဒါက the bottom line နဲ့အဓိကအချက်ကိုပြတာနောက်ပြီးနီးပညာဖိုင်တွေထပ်ထားတဲ့တောင်ပုံရပုံဖီးပေါ်မှာဟန်ချက်ညီအောင်မတက်ရက်နေတဲ့ပုံကိုစစ်ခုကြည့်ဒါက stay on top of things တာဝန်တွေကိုကောင်းကောင်းစီမံခန့်ခွဲနိုင်တာကိုဆိုလိုတော့ပါကဲနောက်ဆုံး3ခုနဲ့ကျွန်တော်တို့ရဲ့စိတ်ကူးနန်းတော်ကိုအပြီးတက်လိုက်ကြရအောင်ရှုပ်ထွေးတဲ့ကိစ္စတစ်ခုကိုနားလည်ဖို့ကိုခေါင်းကိုပတ်တိအရှိခင်းနဲ့ပတ်နေတဲ့ပုံကိုမြင်အောင်ကြည့်စမ်းပါဒါက wrap your head around ပါအခုယုံခန်းထဲမှာနာမှုနိုတဲ့နွားချီအစ်စ်တကောင်ရောက်လာပြီးသူရဲ့ချိုးမဖက်ကိုတတိရှိရှိစုပ်ကိုက်လိုက်တာကိုမြင်အောင်လိုက်ဒါက take the bull by the horns ပြဿနာကိုတက်ရရင်ဆိုင်တာပေါ့နောက်ဆုံးတစ်ခုကခနန်းဖောင်းဆက်ကို baseball လုံးနဲ့ပစ်လိုက်တဲ့ပုံဖြောင်းဆိုတဲ့အတန်းနဲ့တခုကိန်းကနန်းနဲ့လွင်းစင်သွားတယ်ဒါက it's a ballpark figure ခမန်းချေကိန်းကနန်းတခုကိုဆိုလိုတာပါကဲအခုအရေးကြီးဆုံးအဆင့်ကိုရောက်ပြီခုနောက်ကကျွန်တော်တို့ဖန်တီးကြတဲ့ပုံကြီးစခန်းတစ်ခုလုံးတစ်ခုချင်းစီတော့မှတ်မိလောက်ပြီဒါပေမဲ့အားလုံးကိုရေရှည်မမိနေဖို့ဆိုရင်သူတို့ကိုဇလန်းတပုံနဲ့ချိတ်ဆက်ပေးဖို့လိုလာပြီဒါကအရာအားလုံးကိုတောက်ခတ်လိုက်တယ်လို့ပဲဘယ်တော့မှမေးတော့မှာမဟုတ်ဘူးဒီဇလန်းကအဓိပ္ပာယ်သိမရှိဘူးဒါပေမဲ့မမိဖို့တော့သိလွယ်တယ်စိတ်ကူးထဲမှာလိုက်ပြီးကြည့်ပါနော်အလို့ဆက်တင်နိုင်ဖို့ get the ball rolling
တထက်တဲ့ကြအောင်မှန်ကန်စေဖို့ hit the nail on the head လူရင်းကိုပဲတိုးရှင်းပြောလိုက်တယ် cut to the chase အဖွဲနဲ့ခဏတာဆက်သွယ်ဖို့ touch base အချက်လက်အဖြစ်ဆုံးရအောင်လုပ်နေတော့မှ get up to speed စိတ်တက်မကြအောင်ကြိုးစားထားရတယ် keep your chin up ဇလန်းကိုဆက်လိုက်ရအောင်စမ်းသစ်စွာတွေးခေါ်ခဲ့ပေမဲ့ think outside the box မအောင်မြင်ရင်အစနေပြန်စရတယ် go back to the drawing board နောက်ဆုံးအလုံးမသိမ်းချင် call it a day ညီနေတဲ့အထိအလုံးလုံနေမိတယ် burning the midnight oil ဇလန်ရဲ့အဆုံးသတ်ပိုင်းမှာတော့အဓိကအချက်ကိုစစ်ဆေး check the bottom line တာဝန်တွေကိုကောင်းကောင်းစီမံ stay on top of things အစီအစဉ်ကိုနားလည်အောင်လုပ် wrap your head around ပြဿနာကိုတိုက်ရိုက်ရင်ဆိုင်ပြီး take the bull by the horns ခမန်းချစ်ကိန်းဟန်နန်းကိုလက်ခံလိုက်တယ် accept the ballpark figure ဒီဇလန်ကပုံရိပ်အလုံးကိုခိုင်ခိုင်မာမာချိတ်ဆက်ပေးလိုက်ပါပြီကောင်းပြီဒီလောက်ဆိုရင်ဒီနီးလန်းကိုသဘောပေါက်လောက်ပြီအခုဒီနီးစနစ်ကိုဘလို့အသွင်ချပြီးဘယ်အချောင်းအရာကိုမဆိုကျွမ်းကျင်အောင်လုပ်နိုင်မလဲဆိုတဲ့ action plan ကိုကြည့်ကြရအောင် အချက်လက်အသစ်တွေကိုကျွမ်းကျင်ဖို့လိုက်လို့ရမယ့်အဆင့်က၄ဆင့်ပဲရှိပါတယ်။လွယ်လွယ်လေးပါ။နံပါတ်1ကိုယ်ပိုင် memory palace တစ်ခုတည်ဆောက်ပါ။နံပါတ်2ပုံကြီးချိတ်ထားတဲ့ထူးဆန်းတဲ့ပုံရိပ်တွေဖန်တီးပါ။နံပါတ်3အဲ့ဒီပုံရိပ်တွေကိုဇလန်တပုံနဲ့ချိတ်ဆက်လိုက်ပါ။နောက်ဆုံးဒါကအရေးကြီးဆုံးပဲ။အဲ့ရမဝင်ခင်အဲ့ဒီဇလန်ကိုအနည်းဆုံးတစ်ခေါက်လို့စိတ်ထဲကနေပြန်ရွတ်ကြည့်ပါ။ဘာလို့လဲဆိုတော့အဲ့ဒီရဲ့ချိန်မှာဦးနောက်ကဒီချက်လက်တွေကိုရေရှည်မြင့်ညံတွေကိုတတိချာချာသိသိပြေးတာမို့လို့ ကဲဒီနေ့အတွက်တော့ဒီလောက်ပါပဲဒါပေမဲ့ဒီမှာပဲမပြီးသေးပါဘူးနောက်တစ်ခေါက်မှာဘယ်အကြောင်းအရာကိုဆက်လက်လာခြင်းလဲဆိုတာစဉ်းစားစရာလေးတစ်ခုထားရခြင်းပါတယ်ရွေးချယ်စရာ A ကတော့ engineer လုပ်ငန်းတွေအတွက်တီးတိုင်စကားစုတွေ B ကတော့ရေဘီးတုံးတဲ့စီးပွားရေးဆိုင်ရာအသုံးအနှုန်းတွေပါတင်ယူမှုခရီးကဆက်သွားနေအောင်ပါ